အားလုံးပဲမင်္ဂလာပါညကကစားသွားတယ်ချုပ်ဒီနဲ့စလိုင်းထန်ခွင့်ရှိလို့ပွဲမှာဆိုရင်ပြောစရာတွေအများကြီးဖြစ်ခဲ့တယ်ဒီပွဲမှာဆိုရင်စလိုင်းကအမတ်နဲ့ရှုံးနေသွားတယ်အမတ်နဲ့ရှုံးနေတယ်ဆိုပေမဲ့စလိုင်းကဒုတိယအချီမှာသူ့ရဲ့ဘယ်ဝိုက်လက်သီးနဲ့ချုပ်ဒီရဲ့ညနာကိုထိထိမိမိထိုးမိပြီးတော့ချုပ်ဒီနော်တောင်းကြသွားတယ်နော်တောင်းကြပြီးတော့စလိုင်းထန်ခွင့်ရှိရပွဲကိုဖြတ်ချင်စောများပြီးတော့အပြင်းဝင်ပြီးတော့အတင်းဝင်ထိုးတယ်အတင်းဝင်ထိုးတဲ့အချိန်မှာဟန်ချက်ပြက်ပြီးတော့သူပြစ်လဲသွားတယ်ပြစ်လဲတဲ့အချိန်မှာချုပ်ဒီကဒူးနဲ့တိုက်ပြီးတော့စလိုင်းထန်ခွင့်ရှိအောင်နော်တောင်းလုပ်ပစ်လိုက်တယ်ဒီနေရာမှာကျွန်တော်ထင်လိုက်တာဒိုင်ကချုပ်ဒီကိုအဝါကပြပြီးတော့ဒါသတိပေးမယ်ပေါ့ဒီလိုထင်ခဲ့တာစလိုင်းကိုအမတ်စင်ရေးခဲ့တယ်ဒီလိုအချိန်မှာဒါကဖြစ်တဲ့ကိစ္စမဟုတ်ကျွန်တော်တို့မြန်မာပြည်ရသူတွေကဒီဝမ်းမှာကိုယ့်ရဲ့ဖိုက်တာတွေကိုမြန်မာကစားသမားတွေဝင်ထိုးနေကြလို့အားပေးတယ်ဒါပေမဲ့ကျွန်တော်တို့ကုန်ပြောကြတယ်ဝမ်းချန်ပီယံရှစ်မဟုတ်တော့ဘူးထိုင်းချန်ပီယံရှစ်လို့ပြောကြတယ်ဒီနေရာမှာထိုင်းချန်ပီယံရှစ်လို့ပြောတဲ့နေရာမှာကျွန်တော်တို့မြန်မာတွေထိုင်းချန်ပီယံရှစ်လို့ပြောတာမဟုတ်ဘူးဒီကမ္ဘာအရက်ကဒီမလေးရှားတို့အမေရိကတို့ကြည့်နေသူတွေကတည်းထိုင်းချန်ပီယံရှစ်ကိုပြောနေကြပြီဒီလိုမျိုးဒိုင်းအဆုံးဖြတ်ရောက်လာပြီဆိုရင်တေးကြပြီထိုင်းကစားသမားတွေပဲအနိုင်ပေးတယ်ကျွန်တော်တို့မြန်မာကစားသမားတွေဒီအမြဲတမ်းရှုံးနေရတယ်ဒီနေရာမှာချုပ်ဒီကစလိုင်းကလက်သီးအားပြင်းတာကိုသိထားတဲ့အတွက်ကြောင့် distance တစ်ခုကနေပြီးတော့ချုပ်ဒီကစလိုင်းကိုခွာဆော့တယ်ခြေကန်ချက်နေနဲ့စလိုင်းကိုကောင်းတာတွေကစားတယ် push kick တွေကစ်တယ်အောက်ခြေကန်ချက်တွေကန်တယ်စလိုင်းကတော့လက်သီးကိုအားပြုကစားတယ် air ball တွေမထုတ်သုံးသွားဘူးခြေကန်ချက်တွေများစားမတွေ့ဘူး hack kick တွေမတွေ့ဘူးဒီထဲမှာကျွန်တော်စလိုင်းရဲ့အားနည်းချက်တစ်ခုကိုကျွန်တော်တွေးခဲ့တယ်အရင်ပွဲတွေမှာလည်းကျွန်တော်တွေးခဲ့တယ်ဒါဘာလဲဆိုရင်စလိုင်းကတစ်ဖက်ကစားသမားနဲ့ပြိုင်ပြီးတော့တူရင်ကိုတွေပြိုင်ပြီးတော့ဆိုင်ထိုးရဲ့အချိန်ကြရင်သူကတတိလွတ်ပြီးတော့သူ့ရဲ့ခြေထောက်တွေနောက်မှာခြေတန်းစာကြံခဲ့ရမှာဒါမှတစ်ဖက်ကကိုထိုးပြီးဆိုတော့နောက်ခြေထောက်ကထောက်ထားတဲ့အတွက်ကိုကမလဲမယ်အားပြုပြီးကိုလက်သီးချက်တွေထိုးမယ်ဆိုရင်လည်းကိုလက်သီးချက်တွေကတစ်ဖက်ကိုရအားပါမှန်ပါမှန်နဲ့ထိုးနိုင်မယ်ဒီလိုအချိန်မှာစလိုင်းကသူ့ရဲ့ခြေထောက်ကတည်ရှင်ရက်တူဖြစ်သွားတယ်ဒါသူ့ရဲ့အားနည်းချက်ဖြစ်တယ်ဒီလိုရှင်ရက်ပြီးတော့ထိုးပြီးဆိုရင်အားနည်းချက်3ချက်ရှိတယ်ဒီအားနည်းချက်3ချက်ကဘာလဲဆိုရင်ပထမအချက်နဲ့ဆိုရင် loss of balance ဟန်ချက်မညီခြင်းဒီဟန်ချက်မညီတာဆိုရင် तू ကနောက်မှာသူ့ရဲ့6တချောင်းစာကိုနောက်မှာတည်ထားပြီးတော့ထိုးရမယ်ဒီလိုထိုးတဲ့ခါကျရင်ကိုတစ်ဖက်ကိုထိုးတဲ့ခါကျရင်လက်သီးထိုးတဲ့ချိန်မှာလက်သီးတွေအားပါတာမဟုတ်ဘူးကိုယ့်ရဲ့ဒီတင်မားနဲ့6ကနောက်ကတည်ပြီးတော့ခဏကိုလွှဲပြီးတော့ထိုးလိုက်တဲ့အခါမှာကိုယ့်ရဲ့လက်သီးချက်တွေကအားပါမယ်ပြင်းထန်မယ်တစ်ဖက်သူကိုထိချက်တွေထိမိမိနဲ့ပို့ပြီးပြင်းထန်တဲ့တစ်ဖက်သူနော်တောင်းနေကြအောင်ထိုးနိုင်တဲ့အနေအထားမျိုးဖြစ်တယ်နောက်တစ်ခုကကြတော့တစ်ဖက်ကစားသမားကိုအလွယ်တကူထိုးလိုက်ရင်တော့အားပါပြင်းထန်တဲ့ကင်မဟုတ်ဘဲနဲ့ကိုတွန်းလိုက်သလိုဖြစ်နေအောင်မှာကိုမှာနောက်မှာတဲကြီးမရှိထားတဲ့အတွက်ကြောင့်6ကိုဇုံရက်ထားတဲ့အတွက်အလွယ်တကူနောက်ကိုပြစ်ကြနိုင်တယ်ဒီလိုအားနည်းချက်လေးတွေရှိတယ်ဒုတိယတစ်ချက်ဆိုရင် luck cop power ဒီ luck cop power မှာဆိုရင်ကိုကထိုးချက်မှာကိုအားမပါတော့ဒီလိုခြေပြီးတော့6ကိုနောက်ကိုထောက်မထားဘဲနဲ့ထိုးမယ်ဆိုရင်ကိုကသူ့ရဲ့လက်သီးချက်တွေကအားမပါဘဲနဲ့လက်သီးချက်တွေထိုးနေတာပဲရှိတယ်အားပါပြင်းထန်တဲ့လက်သီးတစ်ဖက်ကိုမထိဘူးတတိယအချက်အနေနဲ့ဆိုရင် pitch target ဆိုတာကကိုကဇုံရက်ထားတဲ့အတွက်တစ်ဖက်ကကိုကိုထိုးမယ်ဆိုရင်ကိုtarget ကြီးကြီးမှပေးလိုက်လို့ဖြစ်တယ်ကိုဘယ်နေရာနဲ့ဘလို့ထိုးကိုထိလို့မျိုးဖြစ်တယ်ဘေးဆောင်အနေထားနဲ့ရှိနေမှသာတစ်ဖက်ကကိုထိုးလာပြီဆိုရင်ကိုရှောင်းနိုင်မယ်တိန်းနိုင်မယ်လှည့်ထွက်တာလေးဒီလိုထိုးလို့ထိသွားရင်တော့နော်တော့မကြပဲနဲ့ကိုကနောက်ကိုပဲရိုင်သွားမယ်ဒီလိုမျိုးပဲဖြစ်မယ်ဒါတွေကစလိုင်းရဲ့အားနည်းချက်ဖြစ်တယ်ဒီအားနည်းချက်ကလေးကိုတော့ကျွန်တော်ပြင်ဆင်ခြင်းနဲ့နောက်ပွဲတွေမှာဒီလိုမျိုးမဖြစ်ဖို့အများကြီးလေ့ကျင့်မှုများရှိစေခြင်းနဲ့တန်တာတွေကတော့စလိုင်းကမာကုံရှိတယ်ကျွန်တော်တို့ရဲ့မြန်မာကစားသမားရိုးကကစားသမားဖြစ်တဲ့အတွက်ကြောင့်မာကုံကတော့ပြောနေစရာမလိုတုံတောင်ထိုးလို့နော်တော့ကြမယ်စလိုင်းမှောက်သွားတာမျိုးမရှိဘူးစလိုင်းတတိလက်သွားတာမျိုးမရှိဘူးစလိုင်းမေ့သွားတာမျိုးမရှိဘူးဒါကတော့ကျွန်တော်စလိုင်းကိုအများကြီး appreciate လုပ်တယ်စလိုင်းကိုအများကြီးကြိုက်တယ်ဒီလက်ကြောင့်နောက်ပွဲတွေမှာဒီလိုမျိုးတွေမဖြစ်ဘဲနဲ့ဒီအောက်ပိုင်းကိုတောင်းတင်းနေတဲ့မာနဲ့ကိုယ့်ရဲ့ဒီ base ထောက်ပုံထောင်နေရပ်ပုံရနည်းတွေကိုအများကြီးတင်ယူစေခြင်းသေးတယ်အခုထိုးနေတဲ့ပြိုင်မဲ့တွေကတကယ်ကိုအကောင်းဆုံးပြိုင်မဲ့တွေဖြစ်တယ်ဒါ one championship မှာဆိုဒါတောင်းတောင်ကမ္ဘာမှာဆို one championship မှွေတိုင်းကဒါနာမည်ကြီးဆုံးပဲဒိုင်တွေကဒါပေါက်တက်ကရတွေလုတ်ပြီးတော့သူတို့လူတွေကသူတို့ဦးစားပေးပြီးတော့သူတို့အနိုင်ပေးတာပဲရှိတယ်ဒါပေမဲ့အားကစားနည်းမှာတော့ one championship အားကစားနည်းမှာတော့ဒီမှွေတိုင်းမှာတော့ one championship ကနံပါတ်1ဖြစ်တယ်ဒီလိုကြောင့်ကျွန်တော်တို့ဒီကမ္ဘာမှာအကောင်းဆုံးမှွေတိုင်းကစားသမားတွေထိုးနေတဲ့အတွက်ကိုယ်ဒီကစားသမားတွေလည်းအကောင်းဆုံးဖိုင်တာမျိုးဖြစ်နေအောင်လေ့ကျင့်နေမှရမယ်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုလည်းအများအားဖြည့်ဆည်းနေပြီးတော့ငါဘာတွေလိုအပ်ချက်ရှိနေတဲ့ငါဘာတွေတင်ယူရမလဲအများအားတင်ယူပြီးတော့အများအားဖြည့်ဆည်းနေမှပဲရမယ်ဒီလိုတော့ဒီပွဲမှာဘယ်လိုမျိုးမြင်လဲဒိုင်တွေကတော့ကျွန်တော်လည်းမပြောချင်တော့ဘူးဒိုင်တွေကတော့အများအားဒီလိုပေါက်တက်ကရလုံနေတာဆိုတော့ကျွန်တော်မပြောချင်တော့ဘူးညီတို့ဒီပွဲမှာဘယ်လိုမြင်လဲညီတို့အမြင်လို့ပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါ